ချူချာချောင်ဆိုတဲ့ရှေးဟောင်းကမ်းနားရွာလေးကိုရောက်နေပါတယ်ရှန်ဟိုင်းမြို့ထဲကနေဆိုယထာတနိုင်လောက်စီးရပါတယ်ရှေးဟောင်းအဆောက်အဦကမ်းနားရွာလေးကခီးသွွားတွေကိုတော်တော်လေးဆွဲဆောင်မှုရှိပါတယ်မုံစည်းတန်းတွေလည်းရှိပါတယ်谢谢米酱啦。တွားရင်လာရင်ဘိုက်စာလို့အစာပြေဝင်စားခဲ့ပါတယ်ဖထုတ်ပေါင်းနဲ့ဖထုတ်ပြုတ်ကတော့တော်တော်လေးစားကောင်းပါတယ်ဒါကတော့ထိုဘူးနောင်းပါပဲစီနဲ့တကြားတွေထည့်ထားပါတယ်ကိုရီစီမှာတော့တညက်ရည်ကြံတကားရည်ရင်းပြုတ်ရည်တွေထည့်ပါတယ်各位游客，你们好！为了大家的安全，